တဏှာပြစ်စရာဥပါဒံလာတော့မယ်လေတခိုးကြီးတော့ဓမြဖြစ်တယ်ဆိုတာမျိုးပေါ့ဆွဲလန်းမှုနည်းနည်းလေးကိုသိငယ်တယ်ဆိုပြီးတော့အမှုမဲ့အမဲ့မဲ့မလုပ်လိုက်ပါနဲ့ဆွဲလန်းမှုတိတ်တိတ်လေးကနေအကြီးကြီးဖြစ်တာပါပဲအမိုက်ကစားပြတ်တန်မီးလောင်ဒါကြောင့်မီးလောင်ကလေးကိုငယ်တယ်သေးတယ်ဆိုပြီးမထင်မဲ့မြင်မပြုနဲ့နန်းတော်ကြီးတစ်ခုလိုမြို့ရွာတွေကိုလိုမီးလောင်ကျွမ်းမနိုင်နဲ့မွေကလေးမွေဟောက်ကလေးမွေဝေးကလေးကိုတိတ်တိတ်လေးဆိုပြီးတော့မထင်မဲ့မြင်သွားပြီးခေါင်းပုတ်ထိတ်ဖို့မလုပ်နဲ့ကြိုက်ရင်ပြေးလိုက်မယ်အဲ့ဒါအစိတ်ရှိတယ်လေသူတို့ကရှင်မင်းရဲ့သားကိုလည်းသွားပြီးတော့ချက်တိတ်ကလေးပဲဆိုပြီးတော့ဖေဖို့ကောင်းဖို့လည်းသွားပြီးမစနဲ့သူ့အဖေကရှင်မရင်ကိုယ်သတ်လိုက်မယ်ဟုတ်လားဘုရားသားတော်ဖြစ်တဲ့ကိုရင်သားမဏေငယ်လေးကိုလည်းကလေးပဲဆိုပြီးတော့သွားပြီးတော့မထင်မဲ့မြင်မလုံးနဲ့သူတို့ဟာထိုက်တဲ့တီလာတွေကိုစောင့်ထိန်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်သာသနာရေတောက်မျိုးစေ့တွေပေါ့နော်သာသနာရေတောက်မြစ်တွေအဖြစ်သူတို့တွေကစတင်ပြီးဆောင်ရွက်နေကြတာဖြစ်လို့အမတန်မှတန်ဖိုးရှိတယ်သွားပြီးတော့မထင်မဲ့မြင်မလုံးရဘူးသွားပြီးတော့မစော်ကားရဘူးပေါ့နော်ထိုနည်းတူစွာပဲတဲ့ထပ်ပြီးတော့စင်ကြင်မဲ့ဆိုရင်ဒီတဏှာဆိုတာလည်းအရေးကြီးတယ်ဝေဒနာပြည့်စရာတဏှာပေါ့ဒီဆွဲလန်းမှုကိုသွားပြီးတော့မမွေးမြူနဲ့အဆွဲလန်းမှုငါဆွဲမှာပေါ့ဘာဖြစ်လဲလူပဲအဆွဲရှိရမှာပေါ့ဆွဲရင်ဒုက္ခရောက်မှာပဲလေဒါရှင်းနေတာပဲဒုက္ခရောက်ခြင်းဆွဲပေါ့ဒါပဲပြောစရာရှိတယ်ဒါကြောင့်ယောဂီတို့တရားအားထုတ်တယ်ဆိုတာဘာလို့လဲအဆွဲပြုတ်နေကြတာဟုတ်လားကိုယ့်ရဲ့ဒုက္ခတွေကိုကိုယ့်ဟာကိုယ်မြင်အောင်ကြည့်ဒုက္ခဆိုတာပိုင်းခြားသိရမယ်တရားပရိညာတမြတ်စွာဘုရားဟောပြီးသားဇာတိဇရာဗျာတိမရဏဒါ original ဒုက္ခမွေးလာပြီဆိုကြတဲ့ကောအိုနာသိဆိုတာတွဲပါလာတာပဲလေအချိန်မရွေးသိသွားနိုင်တာပဲအချိန်မရွေးနာလာနိုင်တာပဲအချိန်တန်တော့လည်းအိုရမှာပဲလေအိုနာသိဆိုတာနော်ဒါမူလဒုက္ခပေါ့ original ဒုက္ခပါပဲအဲ့ဒီထဲမှာကိုယ်စိတ်ကိုအနေထားမတက်လို့ကိုတရားမမြင်လို့ပေါ့နော်တရားနဲ့မနေတတ်လို့ဖြစ်လာတဲ့ဒုက္ခတွေကချစ်တဲ့သူနဲ့အတူနေရတဲ့ဒုက္ခချစ်တဲ့သူနဲ့ကိုယ်ကွင်းရတဲ့ဒုက္ခလိုရာဆန္ဒတောင်းတတာတွေမပြည့်တဲ့ဒုက္ခဘဝမှာကြည်အဲ့ဒါပဲရှိတာချစ်တဲ့သူဆိုတာလူပုဂ္ဂိုလ်ကြီးညွှန်းပေမဲ့လို့အာယုံနဲ့လည်းပဲဒါကိုသဘောပေါက်ရမယ်နော်လိုချင်တဲ့အာယုံမရရင်ဆင်းရဲမလိုချင်တဲ့အာယုံတရားတွေထိတွေ့ဆက်ဆံရရင်လည်းဆင်းရဲတော့မျက်စိနာနာရှာကိုစိတ်နဲ့ပတ်သက်တဲ့အလားအမြင်အစင်းတွေအပန်းတွေအနံ့တွေစသဖြင့်ပေါ့လေဟိုဘဝမှာလည်းနေ့စဉ်ပြန်ကြည့်ဒါပဲရှိတာနော်မြင်စရာတွေရှိတယ်ကြားစရာတွေရှိတယ်နံစရာတွေရှိတယ်စားစရာတွေရှိတယ်ထိစရာတွေရှိတယ်တွေးစရာတွေရှိတယ်မျက်စိနာနာရှာကိုစိတ်6မျိုးပဲဒါကိုတတ်လာရတနာပေါ့နော်တရားဌာန6ခုလို့ခေါ်ပါတယ်